ဆိုင်ပင်ကထွက်တဲ့သီးနှံတွေပါတယ်ဒီမသွေးမဲ့လေပင်ပင်ပါပါသီးနှံတွေပဲ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 ဟောဒီမှာပန်းပွင့်နေစုံနေစေးလျှော်ပေးမယ်ဒါလားတိတ်မကြည့်ဘူးတိတ်မမိုက်ဘူးလက်မခံဘူးဆိုရယ်ဟေးတို့ရဲ့ပန်းပွင့်ကြီးတွေရောယူမဲဒီမှာလေအာလူချက်ကောင်ပြဲရပါရဲ့နော်ပိုတီပိုမိုက်ပိုပိုချိုက်ပြီးဟာရီပိုကောင်းနေလို့ဝယ်ရတာလေအသီးနှံနေဝယ်နေလို့တော်သေးပါရဲ့စိတ်နဲ့ကြက်တွေသာဝယ်ရင်ဘလို့လုပ်မလဲပိုတီပိုမိုက်ပိုပိုချိုက်ပိုတီပိုမိုက်ပိုပိုချိုက်ပိုတီပိုမိုက်ပိုပိုချိုက်ပို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 ချီပိုမိုက်တာမိုးလို့ချိုက်ပိုကောင်းပေါ်လာတာပဲပိုပိုချိုက်လို့ကောင်းမဲ့ပရီမိုလိုက်ကိုရေဒီကွနေပိုတီပိုလာပိုချေကွနေပိုဘီပိုကောပိုပိုချိုက်တဲ့ပိုချီပိုမိုပရီမိုလိုက်ပိုချီပိုတီပါပါချိုက်ပိုပွင့်ပိုလောက်ပွင့်လေချိုက်ပိုတိုပိုရအားလုံးချိုက်ပိုပိုချိုက်တဲ့ပိုတီပိုမိုက်ပရီမို